ပြီးတော့မျက်စံပါသည်ဆိုယုံမျှပါတဲ့မျက်လုံးတစ်ဖက်ကသူရှိရဲ့နေရာစီတဖြည်းဖြည်းရွေ့လာပြီးသူ့စီအကြည့်ရအရောက်မှာပဲတွန့်ရှုံနေအောင်ရီမောနေတဲ့မျက်နှာကရုပ်ချီးဆိုသလိုတည်သွားပြီတက်တစ်ချောက်ကိုခပ်ပြင်းပြင်းခောက်လေသည်သူမတစ်ခေါက်တန်ကြောင့်သူတုံကနေဖြစ်ပြီးမအော်မိအောင်မနှဲထိန်လိုက်ရသည်သူမကတော့စက်ခနဲ့ပြန်လှည့်သွားပြီးတောက်ချီတောက်ချီချီစီဝါချရင်ကားကွက်ကိုဆက်အသက်သွင်းကရှေ့တူရှုကိုဖြည်းဖြည်းချင်းသွားလေပြီသူမချစ်တလှမ်းလှမ်းတိုင်းမှာသူကလည်းကိုလှုပ်ရှားမှုကိုတိတော်မသိလိုက်ဖဲချစ်တလှမ်းလိုက်လှမ်းပြီးသားဖြစ်နေလေသည်ညင့်တကောင်ရဲ့အမောင်အောက်မှာစီမီခွက်တစ်ခွက်ကိုင်းရင်စိုးလိုက်ကလိုက်လွတ်နေတဲ့နာနာဘာဝတကောင်ပြီးတော့အဲ့ဒီလက်ပြလွင့်မတက်ကြောက်နေပေမဲ့အဲ့ဒီနာနာဘာဝနောက်ကိုလိုက်မိနေတဲ့သူတဖြည်းဖြည်းချင်းသူမအနောက်ကိုလိုက်လာလိုက်တာအိမ်ကြီးကိုကြော်ပြီးခြံနောက်ဘက်ပန်းယုံတွေနားထိရောက်လာခဲ့တဲ့အဲ့ဒီနားကနှင်းစီရိုင်းတွေခြုံထနေအောင်ပေါက်တဲ့နေရာဖြစ်ပြီးပန်းတွေကဘသူမှမခိုးလို့ညှိုးချောက်ပြီးကျွေနေတာအပုံအပင်ပန်းကြုံနာမရောက်ခင်မှာပဲစီမီရောင်ပြောက်သွားပြီးသူမပုံရိပ်နဲ့အတန်ပါပျောက်ဆုံးတိတ်ဆိတ်သွားတယ်တိတ်ဆိတ်နေတဲ့ညင်အမောင်ထဲမှာကိုအသက်ရှူတန်းကိုပြန်ကြားရတာတော့ခြောက်ချွားွယ်ဖြစ်နေသည်ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေမှာသူဘာလို့ရမှန်းမသိဖြစ်နေတော့သူ့လက်ကိုအချွန်းတစ်ခုခုနဲ့ဆွဲချစ်ခံလိုက်ရသလိုဖြင်းကနေနာကျင်မှုကိုခံစားလိုက်ရတယ်နာကျင်မှုကြောင့်သူထိတ်လန့်သွားတော့မှပဲနောက်လက်တစ်ဖက်လဲပင်ညက်နာတစ်ချက်ပြီးတစ်ချက်ဇက်ရိုက်ဆိုသလိုကြာရောက်လာတဲ့ကုတ်ချရာတွေသူအကနေဖြစ်ပြီးအထိတ်အလန့်လန့်နဲ့အိတ်တက်ထဲကဖုံးကိုထုတ်ပြီး flashlight ကိုဖွင့်ဖို့ကြိုးစားပေမဲ့လက်တွေကကရုံကရင်ဖြစ်နေတာမလို့တော်တော်နဲ့လွင်ရင်မရောက်နိုင်သူကိုစိတ်တူလာပြီးဟာကွာလို့တစ်ချက်អော်လိုက်ပြီးစိတ်ကိုတည်နိုင်သမျှနေအောင်ကြိုးစားပြီးနှိပ်လိုက်တော့နောက်ဆုံးမီးပွင့်သွားတယ်မီးပွင့်သွားတာနဲ့သူကြောက်ရွံ့တရုပ်လိုငြိမ်သက်သွားရတယ်အကြောင်းရင်းကခေါင်းငုံထားတဲ့သူ့အနေထားကြောင့်မီးရောင်အောက်မှာစမြင်လိုက်ရတာကအနက်ရောက်မင်းသမီးထမင်းအောက်ကပြာနှမ်းပြီးသွေးကြောမမဲတွေပြိုင်ထနေတဲ့ခြေထောက်တစုံရုတ်တရက်မလို့ခဏငြိမ်သွားပြီးတတိဝင်တဲ့အချိန်မှာနောက်တလှမ်းဆုပ်ပြီးခေါင်းမော့အေးဆက်မှာကျုံနေတဲ့အကြည့်နဲ့အတူခက်ထန်လာတဲ့မျက်နှာထားနဲ့သွေးပြောက်ဖိန်မျက်နှာတစ်ခုကတစ်ခနဲ့သူ့စီတိုးကပ်လာပြီးခန္ဓာကိုယ်ရဲ့ကိုဖောက်ထွင်းဝင်ရောက်သွားတဲ့အချိန်မျက်လုံးစုံမိတ်ချလိုက်တဲ့နောက်သူခံစားလိုက်ရတာကအမြင်ကြီးပေါ်ကပြုတ်ကျတယ်လို့အေးကနေဖြစ်ပြီးအသက်ရှူမဝတဲ့ခံစားချက်ပြီးတော့ခက်တဲ့ကြားလိုက်ရတဲ့အတန်တစ်ခုကငါကူနောက်ပိုင်းကြားရတဲ့အတန်တွေကိုသူနားတဲ့ဘာမှမတဲကွဲတော့စက္ကန့်ပိုင်းလောက်စိတ်နဲ့ခန္ဓာကွက်ထွက်သွားခံစားလိုက်ရပြီးအသိပြန်ကတဲ့အချိန်တင်းကျပ်နေအောင်ပိတ်ထားမိတဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်မှတော့ခုနကအနေထားနဲ့ဘာမှမဆိုင်လောက်အောင်နင်းထိန်သားရနေတဲ့မြင်ကွင်းတစ်ခုသူဘာဖြစ်သွားမှန်းတတိမထားမိလောက်အောင်မြင်ကွင်းကစွဲငင်ထားနိုင်ခဲ့တယ်မိုးရွာပြီးခါစားရာသီဥတုမျိုးမှာနေအောင်ကြီးလဲလဲလေးနဲ့ပတ်ဝန်းကျင်ကစိုးပြေးဝင်းဖန်နေတယ်။အဲ့လိုပတ်ဝန်းကျင်နဲ့လိုက်ဖက်စွာလှုပ်ရှားနေခဲ့တဲ့ပုံရိပ်လေးကအင်ကြီးရှိကတောစပယ်ရုံထဲမှာဖဖူးစိမ်းရောင်အကွက်ဝမ်းဆောက်ဝတ်ထားပြီးကြောပိလျက်အနေထားနဲ့စပယ်ပန်းတွေခုနေတဲ့စပင်ရှင်မင်းကလေးသူကြည့်နေတော့မှပဲနှက်မောင်ထူထဲတဲ့စပင်တွေမထိတထိလေးခါပြီးသူ့ဘက်ကိုလှည့်လာတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတော့သူ့စိတ်ခနဲ့လွတ်ခနဲ့ပြောလိုက်မိတာကလှလိုက်တာပချိုင်းနှစ်ဖက်ကိုခွက်နေအောင်ပြောရင်လက်ထဲကပန်းတွေကိုအပေါ်မျက်လုံးလေးတွေနဲ့ချိနေတဲ့မိန်းကလေးဒီမိန်းကလေးကိုမြင်ဘူးတာဒါပထမဆုံးမဟုတ်အရင်တစ်ခါအိမ်မက်ထဲမှာစိုင်းတန်ပုံတန်တွေကြားကနေတဲ့မိန်းကလေးဒီမိန်းကလေးဟာအနက်ရောင်မျိုးသမီးရဲ့ဖြစ်တည်မှုတစ်စိတ်တစ်ပိုင်းဆိုတာသိပေမဲ့သူပြစ်စုံပံမှာမျောရင်မေ့ဖြောက်ထားလိုက်မိတယ်ပန်းတွေကရင်ကြည်ကြည်စင်စင်အပြုံးနဲ့အတူဖျားပန်းတင်ရမယ်သူ့ဘေးနာကဖြတ်သွားပေမဲ့သူ့ကိုမြင်ဟန်မတူကြောသွားပြီးအနောက်ကိုဆက်သွားတော့သူမသွားတဲ့ဘက်ကိုသူလိုက်ကြည့်မိလိုက်တယ်သူမဥတီနေရကရေတွင်းစီကိုဒါပေမဲ့လက်ရှိခြံထဲမှာကဘာရေတွင်းမှမရှိတေချာကြီးမှရေတွင်းနေရကခုနနှင်းစီရိုင်းခြုံရှိနေတဲ့နေရာမှာဖြစ်နေတာသတိထားမိလိုက်တယ်သူမကရေတွင်းထဲကရင်ငင်ပြီးပန်းတွေကိုရေစေးပန်းကံပြားပကံပြားလေးတစ်ခုတည်းထည့်ပြီးအင်ကြီးဘက်ပြန်သွားတယ်
သူမလေကားပေါ်တက်ဖို့ပြင်နေတော့မှာပဲဝတ်မော်ခေါ်တန်းကြောင့်သူမမျက်နှာလေးဝင်သွားပြီးလှည့်ကြည့်တော့သူမကြည့်ရစီသူလိုက်ကြည့်မိလိုက်တယ်သူမနဲ့မတိမ်မယိမ်းလောက်ရှိမဲ့ကောင်လေးတယောက်ဖြူဖြူချောချောပပလဲလှနဲ့ယောက်ျားထံမဲ့လူပုံချောလွန်းတဲ့အမျိုးသားကစပိန်တက်စီကိုတွန်းလာလေသည်နော်ခဏနော်ငါမမေ့စီပန်းသွားပေးလိုက်အောင်မယ်သူမကပျော့ပျော့ဆူဆူနဲ့လေကားပေါ်ပြေးတက်သွားပြီးခဏနေတော့ခက်တွတ်လေးပြန်ဆင်းလာတယ်နှစ်ယောက်သားရေရေမောမောပြောဆိုနေကြပြီးတအောင်လောက်နေတော့သူမကမမေရေသမီးနောင်နောင်နဲ့ဈေးဘက်သွားကြည့်အောင်မယ်နော်အင်ကြီးဘော်ကထွက်လာတဲ့အတန်းကအေးသမီးညက်လက်စာအမိပြန်လာအောင်နော်ဟုတ်ကဲ့ပါမမေရဲ့သူမတက်ကြွစွာမြို့ထူးစွာနဲ့စပိန်နောက်ခုံမှာတက်ထိုင်လိုက်တော့မှပဲချမ်းထဲကိုကားတစ်စီးဝင်လာတယ်ကားကိုမြင်လိုက်တဲ့အချိန်မှာသူမမျက်နှာကရီမျိုးရိပ်တွေပျောက်သွားပြီးချက်ချင်းတည်သွားလေသည်စပိန်ဘော်ကနေပြန်ဆင်းလိုက်ပြီးနောင်နောင်ဆိုတဲ့ကောင်လေးကိုတခုခုပြောလိုက်တော့ကောင်လေးကမကြည်မနှက်ပုံစံနဲ့စပိန်တွန်းထွက်သွားတယ်။သူမကတော့သူ့ဘက်ကြောပင်းရဲ့အနေထားနဲ့ခတ်တောင်တောင်လေးရက်နေတယ်။ကားဝင်လာမှပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့်သူကားစီလှမ်းကြည့်မဲ့လို့သူမကဖြတ်ခနဲ့ဆိုသူရှိရကိုလှမ်းကြည့်တဲ့အချိန်ဟာမျက်နှာတစ်ဖက်ကတွေးချင်းနေရွှဲလျက်သားနဲ့ခုနကနဲ့ဘာမှမဆိုင်အောင်ရုပ်ပြတ်သွားတဲ့မျက်နှာတစ်ခုမုန်းတယ်။သူမစီကအာကောင်ချစ်အော်တန်နဲ့အတူသူ့စီကိုပြေးလာပြီးသူ့လယ်ပင်ကိုညှစ်ထားလေသည်။သူအားခနဲ့ချက်တောင်အော်လိုက်နိုင်ပြီးတန်မာလှရတဲ့လက်တွေကြားမှာအသက်ရှူကျက်လာပြီးအမြင်အာရုံတွေပြာနှမ်းဝေဝါးလာတဲ့တဖြည်းဖြည်းနဲ့အမှောင်လူတဲ့နစ်မြုပ်သွားသလိုခံစားနေရတဲ့အခါသူ့နားထဲဝင်လာတဲ့အတန်ကရှင်သတိထားပါဦးရှင်ကိုကြည်ပြူပြီးတော့တော်ရီအသက်ရှူကျက်သလိုခံစားချက်ကြီးတဖြည်းဖြည်းပျောက်သွားပြီးရှိသမျှအားနဲ့မျက်လုံးဖွင့်ကြည့်တော့သူ့ကိုစိုးရိမ်တဲ့ကြင်ခုံးကြည့်နေကြတဲ့မျက်နှာလေးကိုကြည့်နေရင်ကသူ့မျက်ခုံးတွေပြန်လေးလာပြီးအရာအလုံးကအမှောင်တိတဖန်ဖြစ်သွားလေသည်သူနိုးလာတော့ဘေးမှာကြည်ပြူကိုတွေ့ရတယ်ကြည်ပြူကစအောက်တအုပ်ကိုဖတ်နေတာမလို့သူနိုးတာကိုမသိသေးသူထထိုင်ဖို့အလို့ခန္ဓာကိုယ်နှစ်ခုလုံးတစ်ခုလုံးထုံကျင်းပြီးခိုက်ခဲနေတာမလို့အာကျွတ်သူညီးတန်ကြောင့်ကြည်ပြူကသူ့ဘက်လှည့်လာပြီးရှင်နိုးပြီလားနင်ဘလို့နေလဲသက်သာရဲ့လားသူကြည်ပြူအမေတွေကိုမဖြေနိုင်သေးပဲငါဘလို့ပြန်ရောက်နေရလဲငါဘာဖြစ်သွားလဲမနက်စော4 နာရီကျော်လောက်ငါအိမ်သာထသွားတော့နေ့အခန်းတကားပွင့်နေရနဲ့ငါအထဲကိုလှမ်းကြည့်ရောနေမရှိဘူးအိမ်သာထဲမှာလည်းမရှိကားလည်းရှိနေတယ်ဆိုတော့ငါစိတ်ထဲလေးသွားနဲ့ကိုဖို့မောင်တို့ကိုနှုတ်ပြီးခြံနဲ့လိုက်ရှာတာနင့်ကိုအင်ဂျင်နောက်မှာလဲကြပြီးတရေလက်နေရတွေ့တာပဲနင့်တကိုယ်လုံးလဲချစ်ရပက်ရတွေနဲ့သွေးတွေပွနေတော့ငါအယမ်းလန့်သွားတာဒီဘာတွေဖြစ်ခဲ့ရလဲရှင်ငါနင့်ကိုစိတ်ပူလို့တေးတော့မယ်နင်သိလားကြည်ပြူတယောက်ထိတ်နာတဲ့ကြားကအတန်တွေတုံလာပြီးမျက်ရည်တွေဝဲလာတယ်ဘေးမှာရွရွလေးထိုင်ပြီးကြားလူဆက်ဆက်မျက်ရည်တွေကိုထင်းရင်သူ့ကိုကြည့်နေတဲ့သူမိန်းကလေးကိုအသာရဆွဲဖယ်ရင်ငိုပါနဲ့ကြည်ပြူရဲ့နေစိတ်ပူရအောင်လုပ်မိရတောင်းပန်ပါတယ်ငါနေနဲ့မြွာသေးပဲဘာမှမဖြစ်ပါဘူးဟာသူ့စကားကြောင့်ကြည်ပြူကသူ့ဘိုက်ကိုခပ်ဖောက်ဖောက်ဆွဲလိုက်ရင်ဒီလိုဖြစ်နေရတော့နင်ကနောက်နိုင်သေးရဲ့နော်ဖြည်းဖြည်းဟာငါတကိုယ်လုံးထောင်ကျင်းနေတာဆွေအဖွားပါဟဲ့သူကြည်ပြူပါကိုနမ်းဖို့မျက်နှာနာကချောင်းဟန်တန်ကြောင့်လူချင်းခွာသွားပြီးတကားပေါက်စီလှမ်းကြည့်တော့သူတို့နှစ်ယောက်ကိုပြုံးစီစီနဲ့ကျူနေတဲ့ဒိုရီကိုနော်သူရှက်ခဲနဲ့ဟီးကနေပြုံးပြတော့ဒိုရီကလက်ညှိုးလေးတစ်ဆက်နဲ့ပြန်လှည့်ထွက်သွားတယ်ချီယူကတော့မျက်နှာလေးကိုရဲလို့တခါတော့ဒီမင်းကလေးရဲ့ပါပြင်ကိုသူအလွဲမခံတော့ပဲညနေသူလည်းအိယာတဲ့နေရတာစိတ်ထဲညီးစီစီဖြစ်နေတဲ့အပြင်ကြိုက်ခဲတာဇော်စင်းတက်တာနဲ့ကြည်ဘူးနဲ့သူအိမ်ရှိကလမ်းသွယ်လေးမှာလမ်းလျှောက်ထွက်လာခဲ့တယ်။တွေ့အိမ်မှာကြံနေခဲ့တာမလို့ကိုဖိုးမောင်နဲ့မလှတွေကိုတွေ့အိမ်ကြီးဘက်မသွားအောင်ဂရုစိုက်ဖို့တကယ်လို့သွားခဲ့ရင်တောင်တယောက်တည်းမသွားခိုင်းပဲအဖော်လိုက်သွားပေးဖို့အတန်တန်မှာခဲ့ရသေးတာ။မေဖုံးဆက်လာရင်လည်းသူနဲ့တူဝီဒီယိုတွေဖြစ်ထားတာမပြောဖို့လဲတေချာပြောထားရသေးတယ်။မေသာသိရင်ဒီအိမ်ကနေချက်ချင်းထွက်လာခိုင်းမှမလွဲမသေးပင်သူလဲဘာကြောင့်ဒီလိုတွေစိတ်ပင်ပန်းခံနေမှန်းကိုလည်းမသိတော့ပါအမှန်အင်ကြီးထဲမှာကန့်ညင်နေတဲ့အနက်ရောင်မျိုးသမီးကိုကြောက်လဲကြောက်မကျွတ်မလွတ်ဘဝနဲ့ဒုက္ခခံနေရတာကိုတနာလဲတနာဖြစ်နေရကြောင်းလဲပါတီပြောရမည်အနည်းအမျိုးသမီးနဲ့ဒီအိမ်ကြီးဘာတွေများဖြစ်ခဲ့လို့ဒီလိုဘဝဆိုးကြီးနဲ့ပိတ်လောင်နေခဲ့ရပါလဲသူမကန့်ညင်နေတဲ့အစွဲကချစ်ချင်းတရားကြောင့်မဟုတ်ပဲအမုန်းတရားနဲ့အာဃာတကြောင့်ဆိုတာတော့သိကြသည်သူအတွေးပေါင်းစုံနဲ့နှုတ်ဆက်ရင်လမ်းလျှောက်လာခဲ့တော့ကြည်ပြူကရှင်ညကနေပဲဖြစ်တယ်ဆိုတာငါအခုတည်းမပြောသေးဘူးနော်သူတပြင်းအသာချပြီး
အမှန်ပြောရင်ငါဘာမှမမှတ်မိဘူးကြည်ပြူစိတ်ပျော်ခင်လားဘာလားတော့မသိပါနဲ့အိမ်မက်လိုပဲငါဘာမှမမှတ်မိဘူးသူစိတ်မကောင်းစွာနဲ့ပဲကြည်ပြူကိုညာလိုက်ရတယ်ကြည်ပြူနဲ့တူပြီးအရန်စိတ်မပူရအောင်ညာရတာမလို့သူမတက်နိုင်ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ငါနဲ့အတွက်အမျက်ရှိရဆိုတာမမေ့နဲ့နော်ရှိသူ့အရေးအကဲကိုတီလုံးနဲ့သူမင်းကလေးကိုအသာကောင်းညင်ပြရင်လက်ကလေးအသာကိုင်းပြီးလက်ဆက်လျှောက်လာခဲ့တယ်လာလုံးနဲ့ညနေစည်းစားအောင်မှကိုချစ်သူနဲ့အတူရှိနေရတဲ့အတွက်ခံစားချက်ကလေးပြေးတွေလိုလွတ်လပ်ပေါ်ပါနေခဲ့ပေမဲ့မုံတိုင်းမလာခင်ချွေးသိပ်ပေးတဲ့လေးပြေးဆိုတာသူမသိခဲ့တဲ့အတွက်ဝကျွေးရှိခဲ့တော့အပိုင်းငါးလေးကတော့ဒီမှာတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီရှင်အဆုံးထိနားထောင်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဒါဆိုရင်အပိုင်း6မှာပြန်တွေ့ကြမယ်နော်